အားလုံးပဲမင်္ဂလာပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ပြင်သစ်နာမည်ကြီးမဂ္ဂဇင်းဖြစ်တဲ့ French Football ကနေ Ballon d'Or ဆုနဲ့ပတ်သက်လို့ဒါသူတို့ Ballon d'Or ဆုကိုမကြာမီမှာကြီးကြမယ်။အဲ့ Ballon d'Or ဆုအပြင် Super Ballon d'Or ဆိုပြီးတော့သူတို့နှစ်ပေါင်း30အတွက်ရည်ရွယ်ပြီးတော့ဒုတိယအကြိမ်မြောက်ဒီဆုကိုပေးဖို့ပြင်ဆင်နေရှိတယ်။ဆိုတော့အခုသူတို့က Ballon d'Or ဆုနဲ့ပတ်သက်လို့ဒါမကြာမီ French Football ကကြီးညာမယ်။အဲ့ Ballon d'Or ဆုကို August လ9ရက်နေ့မှာသူတို့စပြီးတော့ Ballon d'Or ဆုရဲ့ nominate တွေပေါ့လေပါဝင်တဲ့သူတွေအားလုံးရဲ့ nominate ကိုကြီးညာမယ်။အခုလောလောဆယ်မှာရမယ့်သူ2ယောက်ပဲရှိတယ်။ Ousmane Dembele နဲ့ Lamine Yamal 2ယောက်ထဲက1ယောက်ရမယ်။ဆိုတော့လာမယ့် August လ9ရက်နေ့မှာ Ballon d'Or ရဲ့ nominate ယောက်30ကိုကြီးညာမယ်။ September 2ရက်နေ့မှာပြင်သစ်မှာဒီဆုကိုချီးမြှင့်မယ်။ဆိုတော့အဲ့ဒါက Ballon d'Or ဆုကိုသူတို့ဘက်ကစပြီးတော့ချီးမြှင့်မယ်။ Ballon d'Or ဆုကိုဒါ1956ခုနှစ်မှာစချီးမြှင့်ပြီးတော့68နှစ်ရှိပြီးကျင်းပတာဖြစ်တယ်။ဒါအဲ့မှာ Leo Messi က8ကြိမ်နဲ့အများဆုံးရပြီးတော့Cristiano Ronaldo က18ချိန်ထိ nominate နဲ့သူက9ချိန်ရထားတယ်။ဒါပေမဲ့ French Football ကနေအဲ့ Ballon d'Or ဆုအပြင် Super Ballon d'Or ဆိုပြီးတော့ဒါအကောင်းဆုံးဆုတစ်ခုပေးဘူးတယ်။အဲ့ဒါကတော့ပြင်သစ်မဂ္ဂဇင်းကနေ Ballon d'Or ဆုရဲ့နှစ်ပေါင်း30အတွက်ရည်ရွယ်ပြီးတော့ပေးတဲ့အထူးဆုပေါ့ဗျာ။ Ballon d'Or ရဲ့အကောင်းဆုံးအထူးဆုကိုပေးတယ်။အရင် Ballon d'Or ဆုရပို့တဲ့သူတွေအားလုံးထဲကနေအကောင်းဆုံးကစားမတစ်ယောက်ကိုနှစ်ပေါင်း30အတွင်းကြီးတဲ့ record ပေါ်မူတည်ပြီးတော့သူတို့ပေးတယ်ပထမအချိန်ပေးတဲ့အချိန်မှာနာမည်ကျော် Real Madrid ရဲ့ကစားမကြီး Di Stefano ကရရှိသွားတယ်အဲ့တုန်းကဒုတိယက Johan Cruyff တတိယက Michel Platini ရပြီးတော့ Di Stefano က Ballon d'Or ဆုရဲ့နှစ်ပေါင်း30 1950ခုနှစ်ကနေ80ခုနှစ်ထိရှိမဲ့နှစ်ပေါင်း30အတွက်ပေးတဲ့ဆုကို1989ခုနှစ်ထင်တယ်89ခုနှစ်မှာသူရတယ်ဒါအိုက်ဆုကိုသူက Michel Platini နဲ့ Johan Cruyff ကိုကျော်ပြီးတော့ Di Stefano ကရတယ်ဆိုတော့အခုဒီနေရာမှာ French Football ကဒုတိယအကြိမ်နေနဲ့ Super Ballon d'Or ကိုချီးမြှင့်မယ်ဒီချိန်ချီးမြှင့်တဲ့အချိန်မှာသူတို့က1950ကနေ80တိရွေးဒီချိန်ကျတော့အခုနောက်ဆုံးပေးလိုက်တဲ့ထားပါတော့25ကနေ15ပြီးတော့မှ2005 95အဲ့လိုပုံစံသွားမှာ95ကနေ2005အထိသွားမယ်သဘောတရားဖြစ်မယ်အဲ့ဒါဆိုရင်နှစ်ပေါင်း30ကွက်တီဖြစ်မယ်အဲ့ကွက်တီတွေမှာ Ballon d'Or ဆုရတဲ့သူတွေအားလုံးတွေကနေဒီဆုအတွက်တစ်ခုကိုသူတို့ဘက်ကပေးဖို့ပြင်ဆင်ထားတယ်ဆိုတော့ဒီ Super Ballon d'Or ဆုကိုသူတို့ရွေးချယ်တဲ့ချိန်မှာဒီချိန်က1995ကနေ2025အထိဆိုရင်95ကနေ2005 2015 2025နှစ်ပေါင်း30အတွက်ရွေးမယ်အဲ့ဆိုရင်1995ခုနှစ် Ballon d'Or ဆုကိုစရခဲ့တဲ့ကစားမပေါ့လေ95မှာဂျော့ဝီယာရတယ်96မှာမာတီယက်ဆမ်ဘာ99မှာရိုနယ်ဒို98မှာဇီဒန်99မှာရီဗယ်ဒို2000မှာဖီကို2001မှာမိုက်ကယ်လိုဝင်း2002မှာရိုနယ်ဒို2003မှာနက်ဗတ်2004မှာရှက်ချင်ကို2005မှာရိုနယ်ဒီညို2006မှာခန်နာဘာရို2009မှာကာကာနဲ့အဲ့နောက်ပိုင်းမှာရိုနယ်ဒိုမက်ဆီနဲ့ဂျားထဲမှာလူကာမိုဒရစ်ရဲ့ဘန်ဇီမာနဲ့တစ်ဖက်ကနောက်ဆုံးမှာရိုဒရီရတယ်ဆိုတော့အဲ့ကာလာအတွင်းကိုသူတို့ရွေးရမယ်ဆိုတော့ဒီနေရာမှာ Super Ballon d'Or ဆုကိုသူတို့ရွေးချယ်ဖို့အတွက်သူတို့ပြင်တဲ့အချိန်မှာသူတို့က system 3ခုနဲ့ရွေးတယ်မဲပေးတဲ့ system 3ခုမှာ French Football မှာရှိတဲ့ jury ပေါ့လေအဲ့ jury တွေကပေးတဲ့အမှတ်ရှိမယ်ပြီးတော့မှ former Ballon d'Or ဆုရတယ် Ballon d'Or ဆုရဖို့သူတွေပေးတဲ့အမှတ်ရှိမယ်ပြီးတော့မှ French Football Magazine ကိုဖတ်တဲ့သူတွေကြည့်တဲ့သူတွေအားလုံးကပေးတဲ့ပေးသက်တွေကရှိတဲ့မဲရှိတယ်အဲ့မဲ3ခုကိုပေါင်းပြီးတော့မှသူတို့က average အနေနဲ့အကောင်းဆုံးဘောလုံးသမားထိပ်ဆုံး3ယောက်ကိုသူတို့ရွေးချယ်တယ်ပြီးခဲ့တဲ့တစ်ယောက်က Di Stefano ရတာအဲ့ပုံစံရတယ်အဲ့တုန်းက French Football ရဲ့ jury တွေကပေးတဲ့မဲမှာ Di Stefano က7မဲထိရပြီးတော့ Johan Cruyff က9မဲ Michel Platini က9မဲတခြားထဲမှာ Frank Beckenbauer တို့ Rummenigge တို့ Kevin Keegan တို့ပါတယ်တခါ Ballon d'Or ဆုရှင်ဟောင်းတွေပေးတဲ့မဲပေးတဲ့ထဲမှာ Di Stefano က Johan Cruyff ကိုကျော်ပြီးတော့ Michel Platini ကိုကျော်ပြီးရပြီးတော့ reader တွေပေးတဲ့ထဲမှာတော့ Michel Platini က1 Johan Cruyff က2 Frank Beckenbauer က3နဲ့
ဂျက်စီဖာနိုကလေတိုးတဲ overall တွက်လိုက်တဲ့အချိန်မှာဂျက်စီဖာနိုကနံပါတ်1 Johan Cruyff က2နဲ့ Michel Platini က3ဆိုတော့ဒီတစ်ခေါက်ကလည်းအဲ့လိုပုံစံမျိုးတွက်မယ်ဒါပေမဲ့အောင်မြင်မှုအချိန်တွက်အရေးတွက်အရင်တော့က3ချိန်ရဖို့တဲ့ထဲမှာ Michel Platini ရှိမယ်နောက် Marco van Basten ကတော့မမီတော့ဘူးသူက90ကျော်တဲ့ကိုပါသွားတာဆိုတော့အဲ့အတွက်ကြောင့်ဒါအခုလောလောဆယ်အနေထားရတော့ Super Ballon d'Or ဆုနဲ့ပတ်သက်လို့ပေါ့လေရနိုင်တဲ့သူစုစုပေါင်း6ယောက်ရှိတယ်လို့ဒါသုံးသပ်ထားတယ်။ Leo Messi ရဲ့ Cristiano Ronaldo ရဲ့ပြီးတော့မှ Ronaldo ကြီးရဲ့ Zinedine Zidane ပြီးတော့မှ Ronaldinho ဒီ9ယောက်ကတော့ main ပေါ့လေ။အဲ့9ယောက်ကအဓိက main ဖြစ်သူတို့ဘက်ကသတ်မှတ်ထားပြီးတော့ဒီတဲကပဲရသွားဖို့ရှိတယ်လို့ဖော်ပြထားတယ်။ဆိုတော့အခု Super Ballon d'Or ဆုနဲ့ပတ်သက်လို့ဆိုရင်ဒါကျွန်တော်တို့အခုဘယ်လိုပြောမလဲဆိုတော့တခြားသူတွေကြည့်တဲ့အထက်မှာလီယိုမက်ဆီကဘာလွန်ဒေါဆုကိုသူကစံချိန်တင်8ချိန်ထိရတဲ့အတွက်စူပါဘာလွန်ဒေါဆုကိုသူကရဖို့ 80% ထိထိဆုံးမှာရေပန်းစားနေတယ်လို့ဖော်ပြထားပြီးတော့ခရစ္စတီယာနိုရိုနယ်ဒိုက 16% ဒါရိုနယ်ဒိုကြီးက 2% ဇီနီဒီဇီဒန်က 1% နဲ့ရိုနယ်ဒီညိုက 1% အဓိကတော့ရှစ်လုံးရထားတဲ့အတွက်ကြောင့်ဒါမဲ့သူတို့ဂျူရီတွေဘယ်လိုတွက်မလဲformer Ballon d'Or player တွေကဘယ်လိုတွက်မလဲပြီးတော့မှပေးသက်တွေကဘယ်လိုပေးမလဲအဲ့သုံးခုကိုပေးပြီးတော့အမဲအများဆုံးရတဲ့သူကို Super Ballon d'Or ဆုကို French Football ကပေးမှာပါအားလုံးကျေးဇူးတင်ပါတယ်